နှစ်သက်မှာဆရာဆရာမများနဲ့တငယ်ချင်းများအားလုံးဘေးရန်ကင်းကွာပြီးကျန်းမာပျော်ရွှင်ကလူအင်စနာတွေပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရှင်။အားလုံးပဲပျော်ရွှင်စရာမြမယူရတဲ့အခါသမယဖြစ်ပါစေရှင်။ကျမတငယ်ချင်းများနဲ့ဆရာဆရာမတွေအားလုံးဒီနှစ်သက်မှာစိတ်တက်လူတက်နဲ့အောင်မြင်မှုအသစ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ပျော်ရွှင်စရာမြမယူရတဲ့အခါသမယဖြစ်ပါစေ။ ချက်ကင်လေးသားအပါတော့ Stray Fest မှာဆရာဆရာမများနဲ့တစ်နှစ်တာလုံးစာတူတူစ조사တင်ခဲ့ပြီးတော့ဘဝအောင်မြင်မှုတွေကိုအတူတူကောင်းထည်ဖော်နေကြတဲ့ချစ်ရတဲ့တငယ်ချင်းများအားလုံးကိုနှစ်သက်မှာစိတ်သက်လူသက်ပျော်ရွှင်မှုအသစ်တွေနဲ့ရည်မှန်းထားတဲ့အောင်မြင်မှုအသစ်များကိုပိုင်ဆိုင်နိုင်ကြပါစေလို့မေသူကဒီကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပျော်ရွှင်စရာမြမရိုးရာတင်းညာခါသမယလေးဖြစ်ပါသေးရှင်ခုကြည့်နေကြတဲ့မိတ်ဆွေတွေကပေါင်းလို့လည်းနေတဲ့မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ပေါ့နော်မင်္ဂလာရှိတဲ့နေတဲ့ခါတဲ့များကိုပိုင်ဆိုင်ကြပါစေဗျာနေတဲ့ခါသမယမှာကျမရဲ့တငယ်ချင်းတွေအားလုံးနဲ့ဆရာဆရာမတွေလည်းစိတ်သက်လူသက်နဲ့အောင်မြင်မှုအသစ်တွေပိုင်ဆိုင်နေကြပါစေပျော်ရွှင်မှုတွေပြီးွားပြီးမိသားစုနဲ့အတူနေထွေးတဲ့အချိန်ခါသမယကိုဖြတ်တန်းနိုင်ကြပါစေလို့ကျမအနေနှစ်သက်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်ပျော်ရွှင်စရာမြမရိုးရာတစ်ချက်အခါသမယဖြစ်ပါစေမင်္ဂလာနှစ်တင်မှာဆိုရင်ကျမရဲ့ဆရာဆရာမတွေအကုန်လုံးလည်းနေဟောင်းကပြင်မနဲ့နေမျိုးတွေပြပြောက်ပြီးတော့ကြတော့နှစ်တင်မှာစိတ်တွေကိုယ်တည်အမှန်တင်နဲ့ဖြတ်ထားနိုင်ပါစေလို့စတန်ပေးရတယ်ရှင်ကျမရဲ့အတန်းမော်တငယ်ချင်းတွေအကုန်လုံးလည်းနောက်ဖြစ်ကင်းအနည်းကင်းနဲ့လူချင်းနဲ့ပညာရေးပန်းနိုင်ကိုရှောက်လန်းနိုင်ပါစေလို့စတန်ပေးရတယ်ရှင်assignment တွေကိုလည်းအချိန်မီထပ်နိုင်ပြီးတော့ဝါဒတိုင်းနဲ့ discipline များဆိုင်ရပါစေလို့စတန်ပေးရတယ်ရှင်ယခုနှစ်မှာဆိုရင်ဒီနေ့တက်ပို့ပြီးတော့တိုးတက်အောင်လို့ဒီပြည့်တဲ့နေ့ကိုပတ်ခါနိုင်ပါစေလို့စတန်ပေးရတယ်ရှင်မင်္ဂလာရှိတဲ့နှစ်ပြည့်အချိန်ကတခြင်းအခါသမယဖြစ်ပါစေရှင်တော်ရဲ့ဆရာဆရာမတွေအားလုံးနဲ့တငယ်ချင်းတွေအားလုံးလည်းနှစ်သက်မှာစိတ်သက်လူသက်နဲ့အောင်မြင်မှုတည်အများကြီးရရှိဖို့ဆုတောင်းပေးလိုက်ပါရှင်ပျော်ရွှင်စရာမြမရိုးရာတခြင်းအခါသမယလေးဖြစ်ပါစေရှင်နှစ်သက်မှာညီမတို့ရဲ့တငယ်ချင်းတွေနဲ့ဆရာဆရာမများအားလုံးစိတ်သက်လူသက်နဲ့အောင်မြင်မှုအသစ်များပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းမိပါတယ်ရှင်။နှစ်သက်မှာစိတ်သက်လူသက်နဲ့အနာဂတ်အိမ်မက်တွေအားလုံးအကောင့်တွေပေါ်နိုင်ပါစေလို့လည်းဆုတောင်းမိပါတယ်။ပျော်ရွှင်စရာမြမယူရာတကြအခါသမယလေးဖြစ်ပါစေရှင်။ကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့ဆရာဆရာမတွေအားလုံးကိုနှစ်သက်မှာစိတ်သက်လူသက်နဲ့အောင်မြင်မှုအသစ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ပျော်ရွှင်စရာမြမယူရာတကြအခါသမယလေးဖြစ်ကြပါစေခင်ဗျာ။ညီမတငယ်ချင်းတွေနဲ့ဆရာဆရာမတွေအားလုံးကိုလည်းနေ့တည်းမှာစိတ်တကူတင်နဲ့အမြင်ဝတ်တဲ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါရှင်။ပျော်ရွှင်စရာမြမတခြင်းအခါသမယလေးဖြစ်ပါစေရှင်။ကျမရဲ့သူငယ်ချင်းတွေနဲ့ဆရာဆရာမတွေအားလုံးလည်းလာမယ့်နှစ်တည်းမှာစိတ်တည်လူတင်နဲ့အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ပျော်ရွှင်စရာမြမရိုးရာတကြံခါသမယလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ကျမရဲ့တငယ်ချင်းမိတ်ဆွေများနဲ့တကွာဆရာဆရာမများအားလုံးနှစ်တက်ကစပြီးတော့စိတ်သက်လူသက်ဖြစ်စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့်ဘဝရဲ့ရည်မှန်းချက်အောင်မြင်မှုပန်းတိုင်များကိုအတီးတီးအောင်မြင်စွာရောက်ရှိနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ပျော်ရွှင်စရာမြမယူရာတကြံအခါသမယလေးဖြစ်ပါစေရှင်။အခုဆိုလို့ရှိရင်မြန်မာနှစ်တကူချိန်ရောက်ရှိတော့မှာဖြစ်ပါတယ်။ဒီလိုအချိန်ကမှနိုင်ငံအသီးသီးဒေသအသီးသီးမှာရှိနေကြတဲ့တငယ်ချင်းတွေရောဆရာဆရာမများနဲ့အားလုံးအတာရည်နဲ့အတူနှိဟောင်းကစိတ်ညစ်စရာတွေညစ်ကြေးတွေကိုတန့်စင်ပြီးတော့ဒီနှစ်သက်မှာစိတ်သက်လူသက်အောင်မြင်မှုအသစ်တွေရကြပါစေနော်။နှစ်သက်မှာလည်းအလောက်ကိုင်းတွေဒီထက်မကအောင်မြင်ပြီးတော့ကျမ်းမာပျော်ရွှင်သောနှစ်တစ်ခုဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့တင်းကျပ်အခါသမယဖြစ်ပါစေရှင်ဒီဗီဒီယိုလေးကနေတဆင့်နေရာဒေတာအသီးသီးကနေပညာသင်ကြားနေတဲ့ online ကနေတဆင့်ကောပေါ့အပြင်ကနေပညာသင်ကြားနေတဲ့အကြောင်းသားအကြောင်းသူတွေအကုန်လုံးနဲ့ဆရာဆရာမများကိုယခုနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးစိတ်သက်လူသက်နဲ့အောင်မြင်မှုအသက်တွေရရှိပါဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ပျော်ရွှင်စရာမြန်မာနှစ်သက်ကိုတင်ဆက်အခါသမယနဲ့ပြကြပါရှင်။